မင်္ဂလာပါရှင်။ဘာမှခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတော်တိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်တို့သည် ICJ အမှုတွင်ပါဝင်ပတ်သက်ခဲ့သည့်မှန်သမျှကင်းလွတ်ခြင်းတို့ရနိုင်ရန်အခြေအနေရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အထက်ပါခေါင်းဆောင်2ဦးတို့သည် ICJ လူမျိုးတုံးအမှုတွေနှင့်ပါဝင်ပတ်သက်ခြင်းမရှိသည့်အပြင်ကျူးလွန်မှုကင်းရှင်းကြောင်းကိုဥပဒေကြောင်းအရထင်ရှားပေါ်လွင်အောင်ရှောက်လဲတင်ပြ၍အမှုတွေမှဖယ်ထုတ်ရန် ICJ ဥပဒေပညာရှင်များမှစီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်းသိရပါတယ်။၎င်းခေါင်းဆောင်2ဦးတို့သည်နိုင်ငံတော်ခေါင်းဆောင်နိုင်ငံတော်သမ္မတဟုဂုဏ်ပုံများခံယူထားတော်လေလွတ်လပ်သောကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်မရှိတပ်၏ဩဇာလွှမ်းမိုးမှုအရေးမဲအောက်တွင်သာအစဉ်အပြေဆုံးဖြစ်အောင်ရည်တည်ကြရခြင်းနှင့်လူမျိုးတုံးကိစ္စနှင့်ပတ်သက်နေသောအုပ်ချုပ်ရေးပိုင်း၏အဓိကမဏ္ဍိုင်များဖြစ်သည့်စစ်တပ်၏ပြည်ထရေးနိုင်ငံရေးစသည့်ဌာနဆိုင်ရာအသီးသီးတို့သည်အစိုးရ၏စီမံမှုအောက်တွင်ရှိမနေပေတပ်၏အမိန့်ပေးစီမံမှုအောက်တွင်သာရှိခြင်းဖြစ်သည်3လူမျိုးတုံးကိစ္စနှင့်ပတ်သက်၍နိုင်ငံကောင်းဆောင်မှုအမိခံထားသူများ၏လှုပ်ဆောင်ပိုင်ခွင့်မှာဟန်ပြတာဖြစ်၍တပ်ကောင်းဆောင်များနှင့်လွှတ်တော်အတွင်းမှတပ်ကိုယ်စားလှယ်25ရာခိုင်နှုန်း၏စီမံဆောင်ရွက်မှုများသာဖြစ်ခဲ့သည်အစိုးရအဖွဲ့အစည်းအပေါ်တပ်၏လွှမ်းမိုးထားမှုအထင်ရှားဆုံးပြရုံမှာယခုလက်ရှိအချိန်တွင်ထိုကောင်းဆောင်2ဦးတို့သည်တပ်၏ဖမ်းဆီးချုပ်နှောင်မှုကိုခံနေရခြင်းဖြစ်သည်အထက်ပါအချက်4ချက်ပေါ်အခြေခံ၍နိုင်ငံတော်တိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်တို့အားလူမျိုးတုံးအမှုမှပလက်ကင်းလို့ရန် ICJ တရားရုံးတွင်စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းသိရပါသည် ICJ ရှင်းနေများ၏ page များတွင်တင်ထားမှုများအားအများသိစေရန်တင်ပြရခြင်းဖြစ်ပါသည်နောက်ပိုင်း ICJ တရားရုံးချိန်များတွင်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်တို့အားသက်သေအဖြစ်စီစစ်မေးမြန်းရန် ICJ သို့ပို့လွှတ်ပေးရမည်ဟုတောင်းခံလာနိုင်ရန်ရှိနေပါသည်ဆက်လက်ပြီးခွင့်ပြုချက်မရှိဘဲနိုင်ငံသားများနှင့်တွေ့ဆုံခဲ့ခြင်းကြောင့်ဒေါ်သက်သက်ခိုင်ကိုအရေးယူဖမ်းဆီးခြင်းဖြစ်သည်ဟုဆိုတဲ့ဆွေးသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်နှင့်ဗဟိုအလုံးမှုဆောင်အဖွဲ့ဝင်ဒေါ်ထက်ထက်လိုင်တို့သည်စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ခွင့်ပြုချက်မရှိဘဲနိုင်ငံသားများနှင့်မတ်စတက်၍လှုပ်ဝက်တွေ့ဆုံခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့်၎င်းတို့2ဦးကိုဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းရှင်းရက်စွဲဖြင့်သတင်းထုတ်ပြန်ထားပါတယ်။ဒေါ်သက်သက်ခိုင်နှင့်ဒေါ်ထက်ထက်လိုင်တို့သည်2025ခုနှစ်ဒီဇင်ဘာလ18ရက်ညနေ4နာရီမှ9နာရီခန့်အထိရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်နတ်မောက်လန်းရှိစားတောက်ဆိုင်တစ်ခုတွင်ပြည်ပတန်ယုံတစ်ခုမှပုဂ္ဂိုလ်အချို့နှင့်မတ်များတက်ဆင်ကတရားမဝင်လှုပ်ဝက်တွေ့ဆုံခဲ့ကြောင်းသတင်းပေးဖို့တိုင်ကြားချက်များအရစုံစမ်းစစ်ဆေးရာတွင်မှန်ကန်ကြောင်းတွေ့ရှိခဲ့ကြောင်း၎င်းတွေ့ဆုံမှုနှင့်ပတ်သက်၍ဒေါ်သက်သက်ခိုင်နှင့်ဒေါ်ထက်ထက်လိုင်တို့ကိုယ်တိုင်ကလည်းဝန်ခံထွက်ဆိုခဲ့ကြသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်နိုင်ငံရေးပါတီများအနေဖြင့်ဖွဲ့စည်းဖို့အခြေခံဥပဒေနှင့်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရနိုင်ငံခြားတိုင်းပြည်တစ်ခုခု၏အစိုးရဘာသာရေးအဖွဲ့အစည်းသို့မဟုတ်အခြားအဖွဲ့အစည်းများထံမှငွေကြေးပစ္စည်းနှင့်ထောက်ပံ့များကိုတိုက်ရိုက်ဖြစ်စေသွယ်ဝိုင်း၍ဖြစ်စေရယူသုံးစွဲခြင်းမပြုရန်နိုင်ငံခြားတိုင်းပြည်တစ်ခု၏အဖွဲ့အစည်းသို့မဟုတ်လူပုဂ္ဂိုလ်များနှင့်တွေ့ဆုံရန်ရှိပါက UEC ထံသို့ကြိုတင်တင်ပြ၍ခွင့်ပြုချက်ရယူရန်သတ်မှတ်ထားကြောင်းထုတ်ပြန်ချက်တွင်ရေးသားထားပါသည်အဆိုပါစည်းကမ်းချက်များကိုလိုက်နာရန်ပြက်ကွက်ပါကပါတီအဖြစ်မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်မည်ဖြစ်ကြောင်း UEC က2022ခုနှစ်ကတည်းကကြိုတင်အကြောင်းချထားခဲ့ခြင်းဖြစ်သည်ကိုလည်းဆိုထားပါတယ်။ထို့ပြင်ဒေါ်သက်သက်ခိုင်တို့သည်တန်ယုံများနှင့်လှုပ်ဝက်တွေ့ဆုံနေကြောင်းသိရှိရသဖြင့်ခွင့်ပြုချက်မရှိဘဲမတွေ့ဆုံရန် UEC က2025ခုနှစ်ဒီဇင်ဘာလ22ရက်နေ့တွင်ထပ်မံသတိပေးခဲ့တော်လေ၎င်းတို့ကလိုက်နာခြင်းမရှိဘဲတွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ထို့ကြောင့်ဒေါ်သက်သက်ခိုင်နှင့်ဒေါ်ထက်ထက်လိုင်တို့အားနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှန်စနစ်နဲ့အညီထိရောက်စွာအရေးယူသွားမည်ဟုလည်းဆိုထားပါတယ်။ပြည်မြို့နယ်ရှိစစ်တပ်မဲရုံ3ခုအနီးယနေ့ညပိုင်းမိုင်းများဇက်တိုက်ပေါက်ကွဲတဝယ်မြို့အနီးတွင်လည်းပေါက်ကွဲတဲ့များဇက်တိုက်ထွက်ပေါ်နေပြီးစစ်တပ်ကမြို့တွင်၌တပ်ဖြန့်ထားတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းပြည်မြို့နယ်ရှိအချမ်းဖတ်စစ်တပ်မဲရုံ3ခုအနီးယနေ့ညပိုင်းမိုင်းများဇက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့ဒီဇင်ဘာလ28ရက်နေ့ည9:00နာရီခန့်တွင်ပြည်မြို့နယ်ဝတီးကန်နယ်မြေလွှစင်ကျေးရွာအုပ်စုအတွင်းရှိလေဘက်ကျေးရွာအကြံဖတ်စစ်တပ်မဲယုံအနီးမိုင်းတလုံးပေါက်ကွဲခဲ့ကြောင်းအလားတူည9:30မိနစ်ခန့်တွင်လည်းဝတီးကန်ရဲစခန်းနှင့်အရှိစေးမဲယုံအနီးတွင်မိုင်းတလုံးပေါက်ကွဲခဲ့ကြောင်းထို့ပြင်ည8:30မိနစ်ခန့်တွင်လည်းပြည်မြို့နယ်ဝတီးကန်နယ်မြေဝက်မြေတော်ကျေးရွာအုပ်စုအတွင်းရှိအကြံဖတ်စစ်တပ်၏ဝက်မြေတော်ကျေးရွာမဲယုံအနီးတွင်မိုင်းတလုံးထပ်မံပေါက်ကွဲခဲ့ကြောင်းသိရပါသည်အသံတွေကတော့တော်တော်ကျတယ်ပြည်သူတွေလည်းဘာဆက်ဖြစ်မလဲနာဆွေးနေကြတယ်မနေ့ပြန်ရက်ကြီးအုပ်ချုပ်ရေးမှုတွေနဲ့ယာယီမှုတွေကလည်းမဲလာမပေးမနေရပြောပြီးဖိအားပေးထားတယ်မိုင်းခွဲရင်လည်းသူတို့ထိအောင်လှုပ်စေခြင်းနဲ့ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်
ထို့သောဖောက်ခွဲတိုက်ခိုက်ခြင်းသည်ဒီဇင်ဘာလ28ရက်နေ့တွင်အကြံဖက်စစ်ကောင်စီပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲအကျိုးဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းပြည်သူတပ်ဖွဲ့ကတိုက်ခိုက်သည်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းဒေတာရင်းစစ်ရေးတရင်ရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်အလာတူတနင်္သာရီတိုင်းတဝဲမြို့အနီးပောက်ကွဲတပ်များဇက်တိုက်ထွက်ပေါ်နေကစစ်တပ်ကမြို့တွင်၌တပ်ဖြန့်ထားပြီးစစ်ကားများဖြင့်ကင်းလှည့်နေကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်ယနေ့ဒီဇင်ဘာလ28ရက်နေ့ညပိုင်းတွင်တဝဲမြို့အနီးလက်နက်ကြီးပောက်ကွဲတပ်များတနက်တန်များဇက်တိုက်ထွက်ပေါ်နေပြီးအကြံဖတ်စစ်တပ်ကလည်းမြို့တွင်၌တပ်ဖြန့်ထားကစစ်ကားများလည်းခြေရှုပ်နေကြောင်းသိရပါတယ်။ထိုလက်နက်ကြီးပောက်ကွဲတပ်များနှင့်တနက်တန်များသည့်တဝဲမြို့နှင့်လောင်းလုံးမြို့အဆက်ရှိကမျောကင်းတရာဘက်မှလာသည်ဟုပြောဆိုတော့လေအတိမပြုတ်နိုင်သေးကြောင်းလက်ရှိမြို့ပေါ်တွင်လည်းတိတ်ဆိတ်နေပြီးအကြံဖတ်စစ်တပ်စစ်ကား18စီးပါရင်တန်းကကင်းလင်းနေကြောင်းသိရပါတယ်။တဝဲမြို့ဒီတဝိုက်ပောက်ကွဲတံတွေနေရတော်တော်များများကကြားနေရတယ်။အတန်တွေတော့အစုံပဲအလုံးကြီးအလုံးငယ်ပောက်ကွဲတံတွေတဝဲမြို့ပေါ်ကနေကြားနေရတယ်။တဝဲမြို့ပေါ်မှာလည်းစစ်ခွေးတွေကလုံခြုံရေးတိုးမြင့်ထားတဲ့နေရာတိုင်းမှာစစ်ခွေးတွေရှိတယ်။ပောက်ကွဲတံတွေကခမျောကင်းတတားဘက်ကလာတယ်လို့ပြောပေမဲ့နေရာစုံကနေကြားနေရတာတနေရာတော့မသိဘူး။ဘယ်နေရာတွေမှာပောက်ကွဲတာလဲတော့မသိဘူး။ဘယ်သူမှလည်းထွက်မကြည့်ရကြဘူးဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။အကြံဖတ်စစ်တပ်သည်တဝဲမြို့ပေါ်တွင်အထူးရောင်ရွေးကောက်ပွဲလုံခြုံရေးအတွက်အင်အား300ကျော်ဖြည့်တင်းထားပြီးယနေ့နေ့ပိုင်းမှစတင်ကမြို့ပေါ်နေရာအလုံးတွင်လက်နက်ကင်ဆောင်ထားသောစစ်ကား18စီးပါရင်တန်းကအင်အားပြလှည့်ပတ်သွားလာနေခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးမင်းအောင်လှိုင်ရဲ့ Digital Live Stream အိမ်မက်ကကောင်းကင်ပြဓာတ်ပုံလေးနဲ့အတူဇက်သိမ်းသွားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကဘာကိုလိမ်မှုစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်2022ခုနှစ်တုန်းကအခမ်းအနားနဲ့ဖွင့်လှစ်ပေးခဲ့တဲ့ MRTV Live Streaming အစီအစဉ်ကြီးတစ်ခုဘာဖြစ်သွားပါပြီလဲ။အဖြေကတော့3ပတ်ကျော်ကြာလိုင်းပေါ်မတက်နိုင်တော့ပဲနောက်ဆုံးမှာတော့ကောင်းကင်ပြဓာတ်ပုံလေးတစ်ပုံတင်ကပရိသတ်ကိုနှုတ်ဆက်သွားခဲ့ပါပြီ။အပြစ်မှာကောင်းကင်ပြရုံးခန်းထဲမှာကန်ဆိုးမုံမောင်ကြစစ်အုပ်စုရဲ့ MRTV ဟာအပိတ်ခံခဲ့ရတဲ့သူတို့ရဲ့ MRTV Live Flip နဲ့နေရာမှာတိတ်အနေငယ်ရှိနေတဲ့ကောင်းကင်ပြတပ်ပုံကိုအစားထိုးတင်ထားပါတယ်။ဒါပေမဲ့လက်တွေ့ MRTV ရုံခန်းထဲမှာတော့စစ်အုပ်စုရဲ့ဝါဒဖြန့်ရန်ရာကြီးတစ်ခုလုံးပြိုလဲနေတာဖြစ်လို့မိုးတွေကသိမုန်တိုင်းတွေကထမ်းပြီးအခုဆိုငါတို့ဘလို့ဆက်လိန်ရမလဲဆိုပြီးခေါင်းမီးတောက်နေကြလောက်ပါပြီ။ဇလန်အစကတော့ဒီလိုပါဗျာ။ Twist ဆိုတဲ့နည်းပညာကုမ္ပဏီကဒီဇင်ဘာ9ရက်နေ့ကစပြီးသူတို့ရဲ့ Digital Live Streaming Platform ကနေစစ်အုပ်စုရဲ့အကောင့်တွေကိုဖြုတ်ချခဲ့တယ်။ဒါကိုညံကြီးရှင်းမရောက်လိုက်ရဲ့တပည့်တွေကအကောင့်သစ်တွေခက်တီတီထပ်ဖွင့်ပြီး live ဝင်ဖို့ကြိုးစားပါလိရော။အဲဒီမှာပဲ Justice for Myanmar ကထပ်ထိုင်လိုက်တော့ Twitch ကလည်းအဲအကောင့်တွေကိုထပ်ဖြုတ်ချလိုက်ပြန်တော့အဲဒီမှာပဲသူတို့တွေဂျွန်းတို့မောက်ခုံတွေဖြစ်ခုံတော့တာပါပဲ။ဒီလို Twitch ကကန်ထုတ်ခံရအပြီးမရောက်လိုက်တပည့်တွေဟာ Australia အခြေဆိုင် Case ဆိုတဲ့ platform ကိုထပ်ပြောင်းပြီး live ထပ်လွှင့်ပါရော။မင်းအောင်လှိုင်အခုကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုသလိုပဲအဲ့မှာလေထက်အတိုင်းခံရပြီးလိုက်ဆလွှင့်ပြီး24နာရီတော့မပြည့်ခင်မှာထက်ကန်ထုံ get out ခံရပါလိရဲ့အတူပြောရမယ်ဆိုရင်တော့ဒီဇင်ဘာလတလထဲမှာပဲစစ်အုပ်စုရဲ့ဝါဒဖြန့်အကောင့်28ခုကို Facebook, YouTube, Twitch နဲ့ Kiss တို့လိုနည်းပညာပလက်ဖောင်းအသီးသီးကကန်ထုတ်ဖယ်ရှားပစ်ခဲ့ကြတာပါနိုင်ငံခေါင်းဆောင်ကြီးအမတန်ဖြစ်ခြင်းနဲ့မင်းအောင်လှိုင်အတွက်နေမြညာပြောက်ဆိုတဲ့တရားသဘောတွေကိုကိုထင်ပြပြလိုက်တဲ့အတိုင်းပါပဲဒီလိုသူတို့ရဲ့ဟန်ပြရွေးကောက်ပွဲကြီးကျင်းပဖို့လက်တလုံးလောက်အလိုမှာပဲနိုင်ငံတကာကိုလိမ်ဖို့အရေးကြီးဆုံးဝါဒဖြန့်လက်နက်ဖြစ်တဲ့ live streaming platform တွေကိုဆုံးရှုံးလိုက်ရတာလိုက်ပြန်လွှင့်နိုင်ဖို့အချိန်3ပတ်ကြာကြိုးပမ်းခဲ့ပေမဲ့အချိန်တိုင်းကြာရှုံးတာဒါတွေဟာမင်းအောင်လှိုင်ကောင်းဆောင်တဲ့စစ်အုပ်စုအတွက်အကြီးမားဆုံးထိုးနှက်ချက်လို့ဆိုနိုင်ပေမဲ့တနည်းအားဖြင့်ဒါဟာသူတို့ရဲ့ခေါင်းဆောင်မပြီးသားမှုနဲ့အရေးချင်းမဲ့မှုတွေအတွက်ထိုက်တန်တဲ့ရလဒ်တစ်ခုပဲလို့လည်းဆိုရမှာပါအဲ့ဒီထဲမှာ Twist နဲ့ Kick ကနေ MRTV ကိုဖြုတ်ချထားပါတယ်ဆိုတဲ့အဲ့ဒါ message တွေကိုပြည်သူတွေမြင်အောင်ရက်အကြာကြီးချပြထားခဲ့မိပြီးရွေးကောက်ပွဲလုပ်ဖို့ရပ်ပိုင်းလေးလိုရောက်ခါမှာ live stream ဆက်ရှိနေဟန်နဲ့အခုလိုကောင်းကင်ပြတပ်ပုံလေးနဲ့အစားထိုးဖာတီးဖို့ကြိုးစားတာကတော့သူတို့ရဲ့နည်းပညာပိုင်းဆိုင်ရာညံ့ဖျက်မှုနဲ့အရှက်မဲမှုကိုပါထပ်မံတက်တည်ပြစီခဲ့ပါတယ်ရုပ်စွာဆုံးနိုင်ငံတကာကိုပါလိမ်မှုစူးစမ်းခဲ့တဲ့မင်းအောင်လှိုင်ဟာသူ့ရဲ့မိတ်ဆွေလို့သတ်မှတ်ထားတဲ့တရုတ်ကြီးရဲ့ TikTok platform မှာတော့မနေ့ကပဲမြဝတီသတင်း page ကန်ထုတ်ခံခဲ့ရပြီးဒီရက်ပိုင်းသူ့အတွက်တော့အလူအလဲအကွဲပြက်နေရများလို့တောင်ဆိုရမလားပါပဲရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့ပြည်သူတွေအပေါ်ဖိနှိပ်တက်ဖြတ်အကြမ်းဖက်အုပ်ချုပ်နေပေမယ့်ဤပညာလောကမှာတော့သူတို့အတွက်နေရာမရှိတော့ပါဘူးပြောချင်တာကတော့မင်းအောင်လှိုင်ရေပြည်သူတွေအပြင်နိုင်ငံတကာကိုပါလိမ်ဖို့ခမားဖွင့်ပေးခဲ့တဲ့ MRTV page တွေနဲ့ live stream platform တွေကတော့အခုကောင်းကင်ဘုံကိုရှောက်သွားပါပြီလို့